တို့ရလုံးနေရန်ဆုံးဖြတ်ချက်တွေချနေရတာပဲနော်အသေးပွဲကော်ဖီတစ်ခွက်ရွေတာကနေစလို့ဘဝရဲ့အရေးကြီးတဲ့လမ်းကြောင်းတွေကိုဆုံးဖြတ်ရတဲ့အထိပဲတခါလေဒီရွေးချက်မှုတွေကြားမှာတဲ့လူကနုံးချီသွားရောကဲဒီနေ့တော့ရှင်နာအီငါရဲ့ရွေးချက်ခြင်းအမှုပညာဆိုတဲ့စာအုပ်ကိုအခြေခံပြီးတို့ရဲ့ဆုံးဖြတ်ချက်တွေနောက်ွယ်ကအန်အောစရာကောင်းတဲ့သိပင်ပညာအကြောင်းကိုနည်းနည်းလောက်လေ့လာကြည့်ကြအောင် ဒီမေခွန်းလေးနဲ့အိမ်ဆုံးစားကြည့်ချင်ပါတယ်ရွေးစစ်တာတွေများလေလေတို့တွေပို့လွတ်လပ်လေလေလို့ထင်ထားကြတာမဟုတ်လားဒါပေမဲ့လေတကယ်တမ်းမှအဲ့လိုမှမဟုတ်ရင်တော့အဲ့ဒါကတို့တွေကိုပို့လွတ်လပ်စေတာမဟုတ်ပဲဝမ်ပိစေတာဆိုရင်ကောဒီရှုပ်ထွေးတဲ့မေခွန်းရဲ့အဖြေကိုအတူတူရှာကြည့်ကြတာပေါ့ ပထမဆုံးအနေနဲ့အသက်ရှင်တန်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်တကယ်အခက်အခဲဆုံးအခြေအနေတွေမှာတော့လူတွေကိုရှစ်ဆက်သွားနိုင်အောင်တွန်းပို့ပေးတဲ့အာရင်ကဘာများလဲအဲ့ဒါကတကယ်လက်တွေ့ရွေးချယ်ခွင့်ချက်ငါမှရွေးချယ်ခွင့်ရှိသေးတယ်ဆိုတော့ခန်းစားချက်လေးတစ်ခုကနေဘလို့စတင်လာတယ်လဲဆိုတာကိုလေ့လာကြည့်ပါမယ်ပင်တဲ့သမုဒ္ဒရာကြီးထဲမှာရက်ပေါင်း86ရက်ကြာအောင်မျက်စိလဲလမ်းပြောင်းနေတဲ့စတီဗန်ကားလဟန်ရဲ့အဖေကိုတစ်ချက်လောက်စဉ်းစားကြည့်ပါမျောလင်းချက်ဆိုတာမရှိတော့တဲ့လောက်ပဲအဲ့ဒီအချိန်မှာသူကသူ့ကိုယ်သူတားကောင်တယောက်လိုမမြင်တော့ပဲရွေးချယ်ခွင့်ရှိတဲ့သူတယောက်လိုပြင်ပြီးရှုမြင်ခဲ့တယ်သူကိုယ်တိုင်ပြောခဲ့တယ်လို့ပဲကျွန်တော်မှရွေးချယ်စရာရှိနေပြီဘဝတစ်တစ်ခုစီကိုကိုယ်တိုင်မောင်းနှင်သွားမလားဒါမှမဟုတ်အရှုံးပြေးပြီးကိုယ့်ကိုယ်တေဆုံးသွားတာကိုကြည့်နေမလားကျွန်တော်ကတော့တက်နိုင်တဲ့လောက်ခြေကန်သွားမှုရွေးချယ်လိုက်တယ်ဒီအယူဆကိုတက်တယ်ပြခဲ့တဲ့1950ခုနှစ်က Kurt Richter ရဲ့စံသက်ချက်ကတော်တော်လေးထိတ်လန့်စရာကောင်းပါလေကျို့အုပ်စုနှစ်စုကိုရေထဲထည့်လိုက်တယ်ပထမအုပ်စုကရေထဲမှာပထမဆုံးချိန်ရောက်ဖူးတာဖြိုးလင့်ချက်မရှိတော့တဲ့အစုံ15မိနစ်လောက်နေတော့အရှုံးပေးသွားတယ်ဒါပေမဲ့ဒုတိယအုပ်စုကတော့အရင်ကကဲတင်ခံရဖို့တဲ့အတွေ့အကြုံလေးတစ်ခုရှိထားတော့ငါတို့လွတ်မြောက်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်လေးနဲ့ပြန်မြနာရီ60လောက်ထိအသက်ရှင်ဖို့စက်ပြီးရုန်းကန်ခဲ့ကြတယ်ဗျာမျောလင့်ချက်ဆိုတာစိတ်ကူးတက်တက်မဟုတ်ပဲအသက်ဆက်ဖို့အတွက်တကယ်ဇီဝကမဆိုင်ရာအာရုံတစ်ခုထိနေခဲ့တာပါဆိုတော့ဒီကနေ့တို့တွေဘာသိနိုင်လဲဆိုတော့ရှင်းပါတယ်တကယ်လက်တွေ့မှာကို့မှာရွေးချယ်ခွင့်ဘလောက်အများကြီးရှိတယ်လဲဆိုတာထက်ရွေးချယ်ခွင့်ရှိတယ်လို့ခံစားရခြင်းကပိုပြီးအစွမ်းတက်တယ်ဆိုတာပါပဲကိုကချင်းတွေကိုထင်းချုံနိုင်သေးတယ်ဆိုတဲ့ခံစားချက်ဟာအခက်ခဲတွေကြားထဲမှာ80တိုးဖို့တွန်းအားပေးတဲ့လူကလက်နက်တစ်ခုလိုပါပဲကဲဒီလောက်အစွမ်းထက်တဲ့ထင်းချုံနိုင်တဲ့ဆိုတဲ့ခံစားချက်ကတို့တွေဦးနှောက်ထဲမှာဘလို့ဖြစ်ပေါ်လာတာလဲအခုတို့ရဲ့ဆုံးဖြတ်ချက်တွေကိုနောက်ွယ်ကနေမောင်းနေနေတဲ့ဇီဝပေတာဆိုင်ရာရန်တရားတွေအကြောင်းကိုနည်းနည်းလောက်လေ့လာကြည့်ကြရအောင်တို့ရဲ့ရွေးချယ်မှုတွေကိုစီမံခန့်ခွဲရဲ့ဦးနှောက်ရဲ့အဓိကအခြားနေရာကတော့ cortical striatal network ပါဒါကိုဦးနှောက်ရဲ့အလောက်အများဆုံးလမ်းစုံလမ်းခွာကြီးတစ်ခုလို့မြင်ယောင်ကြည့်လိုက်ပါဒီနေရာမှာတို့ရဲ့စင်ကျင်ုံတရားနဲ့ပြင်းပြတဲ့စိတ်ခံစားမှုတွေကလာတွေ့ကြပြီးတော့ဆုံးဖြတ်ချက်တွေထွက်ပေါ်လာတာပါဒီ network ထဲမှာအဓိကကစားသမား2ယောက်ရှိပါတယ်တယောက်က striatum သူကတော့လိုချင်တဲ့ message ဘ ਹੁ ဌာနပေါ့အိုးကိမွန်ကစားလို့ကောင်းမှာပဲချက်ချင်းစားလိုက်တော့ဆိုလာမျိုးချက်ချင်းရမယ်ဆူလာပေကိုတွန်းအားပေးတယ်နောက်တစ်ယောက်ကတော့ prefrontal cortex ပါသူကတော့အေးစေးတည်ငြိမ်တဲ့ဦးစီးချုပ်လိုပဲခဏလေးကိမွန်ကကျမ်းမာရေးနဲ့မညီမှုနော်ဆိုတာမျိုးရေရှည်အကျိုးဆက်တွေကိုချင့်ပြီးစင်ချင်တုံတရားနဲ့ဆုံးဖြတ်ချက်ချဖို့ထိန်းချောင်းပေးပါတယ်အဲ့အောဖို့ကောင်းတာကပဲတို့တွေကရွေးချယ်လို့တဲ့စန္ဒနဲ့မွေးဖွားလာကြတာတဲ့လေးလာမှုတွေရလေးလာသားအရွယ်ကလေးငယ်လေးတောင်သူတို့ထိန်းချုပ်လို့ရတဲ့တချင်းတန်စင်လေးတစ်ခုကိုဖယ်လိုက်တဲ့အခါမှာဒေါသထွက်ပြီးဝမ်းနေကြပါတဲ့ဒါကပါကိုပြနေလေဆိုတော့ထိန်းချုပ်လို့စိတ်ဟာတို့ရဲ့ DNA ထဲမှာအမြင့်တွယ်နေတဲ့လောက်နှဆိုင်တယ်ဆိုတာပါပဲဒါပေမဲ့ရွေးချယ်မှုဆိုတဲ့စကားလုံးကလူတိုင်းရဲ့အတွက်အဓိပ္ပာယ်တူရဲလားအခုတို့တွေဟာတူတယောက်ချင်းရဲ့ဆုံးဖြတ်ချက်ကနေအဖွဲ့အစည်းရဲ့အမြင်ဘက်ကိုပြောင်းပြီးတော့ယဉ်ကျေးမှုကတို့ရဲ့ရွေးချယ်မှုကိုဘယ်လိုမျိုးပုံသွင်းနေတယ်လဲဆိုတာကိုလေ့လာကြည့်ကြပါမယ်ဒီငါးမုံကိုတကြွလောက်ကြည့်လိုက်ပါဦး Nisbet နဲ့ Masudaru ရဲ့လေ့လာမှုရရာအမေရိကန်လူမျိုးတွေကငါးအကြီးကြီးလိုမျိုးအဓိကဇက်ကောင်ကိုအရင်ဆုံးတတိထားမိကြတယ်ဂျပန်လူမျိုးတွေကတော့အလုံးမဟုတ်ဘူးနောက်ခံပါဝင်ကျင်တစ်ခုလုံးကိုအရင်ဖော်ပြကြတယ်ဒါကသူတို့ဘာကိုမြင်တယ်လဲဆိုတာထက်ကဘာကြီးကိုဘလုံးရှုမြင်တယ်လဲဆိုတဲ့သူတို့ယဉ်ကျေးမှုအမြင်ကိုထင်ဟပ်နေလာပါတဦးတယောက်ကိုအာယုံစိတ်မလားဒါမှမဟုတ်ဖွဲ့စည်းတစ်ခုလုံးကိုအာယုံစိတ်မလားဆိုတဲ့ကြွားချချက်ပေါ့ဒီမှာဆိုရင်ယဉ်ကျေးမှုနှစ်ခုရဲ့ကြွားချချက်ကိုပိုပြီးရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်တခိုးတော်ဝါဒယဉ်ကျေးမှုတွေကကျွန်တော်ကကိုနှစ်ကိုဟန်နဲ့လှုပ်လေးရှိတယ်ကိုလွတ်လပ်ခွင့်ကအရေးကြီးဆုံးပဲလှုပ်ဆိုးချိန်မှာအစုဖွဲ့ဝါဒယဉ်ကျေးမှုတွေကတော့အရေးကြီးဆုံးကအဖွဲရှိအတွင်းမှာတဟဇာတာဖြစ်ဖို့ပဲကိုတာဝန်ကိုကြေပွန်ဖို့လိုတယ်ဆိုတဲ့ရှုထောင့်ကနေမြင်ကြပါတယ်အိမ်ထောင်ပြုခြင်းလိုမျိုးဘွားရဲ့အကြီးမားဆုံးဆုံးဖြတ်ချက်တစ်ခုမှာဆိုဒီကွာခြားချက်ကအထင်ရှားဆုံးပါပဲအနောက်တိုင်းရဲ့ချစ်ချင်းကိုအခြေခံတဲ့အိမ်ထောင်ရေးကငါဘာလို့ချင်းလဲဆိုတဲ့တူးတယောက်ရပျော်ရွှင်မှုကိုဦးစားပေးတယ်
အားရှာကစီစဉ်ပေးတဲ့အိမ်ထောင်ရေးကတော့ငါရဲ့တာဝန်ကပါလဲဆိုတဲ့မိသားစုနဲ့အဖွဲ့အစည်းရဲ့တည်ငြိမ်မှုကိုရှာဖွေတာပါဘယ်ဟာကအမဘယ်ဟာကအမားဆိုတာမရှိပါဘူးဒါဟာကောင်းမွန်တဲ့ရွေးချယ်မှုဆိုတာရဲ့အထိပ္ပယ်ကိုယဉ်ကျေးမှုကဘယ်လိုပုံသွင်းတယ်လဲဆိုတာကိုပြနေတာပါပဲ ကျင်းသေးမှုကတို့ရဲ့ရွေးချယ်မှုကိုပုံသွင်းတယ်ဆိုတာသိပြီးတဲ့နောက်မှာနောက်ထပ်မြင့်ဆက်တစ်ခုရှိလာပြီးတို့ရဲ့လွတ်လပ်တဲ့ရွေးချယ်မှုတွေအပေါ်တိတ်တဆိတ်လွှမ်းမိုးနေတဲ့တခြားအင်အားစုတွေကမရှိနိုင်ဘူးလားကိုယ့်ရဲ့ရွေးချယ်မှုတွေကတကယ်ပဲကိုယ်ပိုင်ရလား fashion လောကက trickle down effect ကိုဥပမာအနေနဲ့ကြည့်ရအောင်အစားကတော့ fashion ခေတ်ရဲ့စီးကြောင်းကိုကြိုတင်ခမန်းသူတွေက cerulean blue ဆိုတဲ့အပြာရောင်တစ်မျိုးခေတ်စားမယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်မှာအဲ့ဒီအယောင်ကနာမည်ကြီး designer တွေရဲ့ collection တွေရောက်သွားရောပြီးတော့ကုန်တိုက်ကြီးတွေနောက်ဆုံးမှာတော့တာမန်ဈေးကွက်ထဲကိုပြန့်နှံ့သွားတယ်လာပေါင်းများစွာကြာပြီးနောက်ဈေးလျှော့ရောင်းတဲ့နေရာကအပြာရောင်ဆွဲတာတက်ထဲကိုကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ခဲ့တယ်လို့ထင်ကောင်းထမိမှာပါဒါပေမဲ့တကယ်တော့အဲ့ဒီရွေးချယ်မှုကိုကိုယ့်အသက်တစုံတစ်ယောက်ကလွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကကြိုတင်ရွေးချယ်ပေးထားပြီးသားဖြစ်နေတာပါ လက်သေးနီဆိုမယ်ဆိုရင် ballet slippers နဲ့ ado abo ဆိုတဲ့နာမည်နှစ်ခုထဲကဘယ်တစ်ခုရွေးမလဲဒီမေကွန်းကရိုးရှင်းပုံမရပေမဲ့သူ့နောက်ွယ်မှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတစ်ပုံရှိနေပါတယ် နာမည်တွေကိုမြင်ရတဲ့အခါရက်လက်ကရှင်းရှင်းလင်းလင်းပဲဗျာပါဝင်သူ10ယောက်မှာ9ယောက်က belly slippers ကိုရွေးချယ်ခဲ့ပြီးပိုပြီးချက်တည်ရရှိတယ်လို့တောင်ဖော်ပြခဲ့ကြတယ်နာမည်လေးတစ်ခုကဒိုးတွေရဲ့အမြင်ကိုဘယ်လောက်တောင်ပြောင်းလဲပေးနိုင်တယ်လဲဆိုတာထင်ရှားပါတယ် ဒါပေမဲ့အံ့ဩစရာကတော့ဒီမှာဗျာပုံလင်းတွေပေါ်မှာ A နဲ့ B လို့ပဲရိုးရိုးလေးသိစိတ်ကတ်ထားတဲ့အခါမှာတော့ရွေးချယ်မှုတွေကအပြောင်းလဲဖြစ်သွားရောတချို့ဆိုရင်အယောင်တစ်ခုကိုတောင်မခွဲခြားနိုင်ခဲ့ပါဘူးဒါကပါကိုပြနေလဲဆိုတော့ဆွဲဆောင်မှုရှိတဲ့နာမည်တွေသာမရှိရင်တို့ရဲ့ရွေးချယ်မှုဆိုတာကြီးကအသေးပဲမဲ့ပွားနိုင်တယ်ဆိုတာကိုပြနေတာပါဈေးကွက်မြင့်တဲ့ရဲ့မမြင်ရတဲ့စွမ်းအားကိုမီးမောင်းထိုးပြနေတာပါပဲ ဒီဖြန်းနောက်ွယ်ကစိတ်ပိုင်းဆိုင်ရာသဘောတရားကတော့ mirror exposure effect ပါရိုးရိုးလေးမှာပဲတို့ဒီဟာအရာဝတ္ထုတစ်ခုခုနဲ့ယင်းနှီးကျွမ်းဝင်လာနဲ့အများအဲ့ဒီဟာကိုပိုပြီးနှစ်သက်လာတဲ့ကြတဲ့ fashion နဲ့တခြားနယ်ပယ်တွေမှာခေတ်ကြီးစီးကြောင်းတွေကိုဘယ်လိုဖန်တီးတဲ့ဆိုတာနဲ့ဒါကတည့်ရဆက်ဆက်နေတာပေါ့ ကဲဒီလောက်ရှုပ်ထွေးတဲ့ရွေးချယ်မှုတွေကြားမှာတို့တွေဘယ်လိုလုပ်ပြီးပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မလဲအဖေကရွေးချယ်စရာတဲ့အများကြီးပိုရှိလာခြင်းမှမဟုတ်ဘဲပန်ကန်တဲ့ကန့်သက်ချက်တွေချမှတ်တတ်ခြင်းမှရှိနေနိုင်ပါတယ် နာမည်ကြီး Jazz ဂီတပညာရှင် Wynton Marsalis ရဲ့ဒီစကားကိုနားထောင်ကြည့်ဘယ်သူမှဆိုကန့်သက်ချက်မရှိပဲတီးထွင်နိုင်တယ်ဒါပေမဲ့အဲ့ဒါ Jazz ဂီတမဟုတ်ဘူး Jazz မှာအမြဲတမ်းကန့်သက်ချက်တွေရှိတယ်မဟုတ်ရင်စူညံတန်းလို့ဖြစ်သွားလိမ့်မယ်ဒီစကားကတီထွင်ဖန်တီးမှုနဲ့ကျွမ်းကျင်မှုဆိုတာအစိုးမရှိတဲ့လလမှုထဲမှာမဟုတ်ပဲတတ်မှတ်ထားတဲ့ပေါင်းတစ်ခုအတွင်းမှာပိုပြီးရှင်းထန်တတ်တယ်ဆိုတာကိုတတ်ထည့်ပြနေပါတယ် ဆိုတော့ဒီတင်းဆက်မှုကနေရရှိနိုင်တဲ့အဓိကအချက်ကတော့ဒါပါပဲရွေးချယ်မှုမှာတကယ်လွတ်လပ်မှုဆိုတာအဆုံးမရှိတဲ့ရွေးချယ်စရာတွေကနေမွေးဖွားလာတာမဟုတ်ပါဘူးအတိပဲရှိတဲ့ကန့်သက်ချက်တွေကိုလက်ခံတတ်ခြင်းဖန်တီးတဲ့ခြင်းကနေလာတာပါရွေးချယ်စရာတွေပို့ပြီးတောင်းဆိုနေမယ့်အစားဒိုးတွေလက်ထဲမှာရှိတဲ့ကန့်သက်ချက်တွေအတွင်းမှာအကောင်းဆုံးရွေးချယ်နေတဲ့အနုကင်ညာကိုလေ့ကျင့်ဖို့အာရုံစိုက်သင့်ပါတယ် နောက်ဆုံးအနေနဲ့ဒီမေကိုလေးကိုစဉ်းစားဖို့ခြံထားခဲ့ချင်ပါတယ်ဘယ်ချိန်မှရွေးချယ်စရာနေသွားတာကကိုယ့်အတွက်ပိုကောင်းတဲ့အကျိုးကျေးဇူးကိုပေးနိုင်မလဲဆိုတော့ချော်မိုတိမေခွန်ပါပဲ